voice out for my girlfriend ငါတဲ့များနဲ့ကွဲခါချေရဖြစ်စီတော့နေလက်တပါသူချစ်မှပြောနိုင်ပြီပေါ့နော်ငါနဲ့ချစ်နေစေမှတခြားသူချင်နာရအောင်ယူလေစားနေသူဟာမေးမှာပဲနော်သူနဲ့နားများပေးတဲ့ဘယ်နှချိန်လဲပြောအမှန်တိုင်းပြောပါကလေးရဲ့လေညာမနေနဲ့နော်သူကငါထက်တာတဲ့ရဲ့ချမ်းသာတဲ့ချောလွန်ပါတဲ့ရဲ့လိုက်ပါကိုမပြောပါနဲ့တော့နောက်မှကြရင်မင်းလိုမင်းကလေးတွေ့ခွင့်ရရင်နာကျင်စေခြင်းနဲ့ငါလုံးသားကိုနင်းချီသွားတယ်မိမလားလေးရဲ့ပြောနေပါစေကွယ်အရှိခုံလုံးတွေထူးထူးခြားခြားရဲ့တန်သွားအောင်နေရဖောက်ပြတယ်နေပြုံးလေးတွေတောက်တောက်ပါပါဖြစ်ရခဲ့ပြီဆွေးများနေတာခံနေချိန်ကိုမေးမင်းပြောတဲ့ချစ်တယ်ဆိုတာငါဘဝတွေ့လေးအောင်ကြည့်ပါဘယ်တော့မှမထားခဲ့ဘူးဆိုပြီးတော့ငါကိုမုန်းနေပြီလားအချစ်စမမပေးနိုင်ရင်လေစာကလေးကမပတ်သက်ပါနဲ့ယူမှုပဲချစ်ခဲ့ပြီးမှငါရဲ့တဲ့ကိုခွဲရတဲ့ဟာမောင်နဲ့ငါကိုတေးတာတက်သွားတော့ငါလည်းနေရမောင်နဲ့မခံနိုင်တော့ဘူးနော်ဟန်ဆောင်ပြီးချစ်ပြနေတာမသိလိုက်ခင်မချစ်မိအောင်မထိန်နိုင်ခဲ့တော့ညဝန်တဲ့ကမျက်ရည်မြေပေါ်ချသွားတော့လက်ညှိုးထိုးပြီးငါကိုလောင်လာရေးပေါ်နော်ငါကပြောညံသူပါမေးရဲ့ကဘာမှမထိုက်တန်သူပါဖြစ်တော့တင်ငါပြောပါတော့နော်လုံးဝကြရင်မင်းလိုမင်းလေးတွေ့ခွင့်ရရင်လာခြင်းစေခြင်းနဲ့ငါလုံးသားကိုနင်းချီသွားတယ်မိမလားလေးရဲ့ပြောနေပါစေကွယ်အရင်ခုံလုံးတွေထူးထူးခြားခြားရဲ့တန်သွားအောင်နေရဖောက်ပြတယ်နေပြုံးလေးတွေတောက်တောက်ပါပါဖြစ်ရခဲ့ပြီဆွေးများနေတာခံနေချိန်ကိုမေးမင်းပြောတဲ့ချစ်တယ်ဆိုတာငါဘဝတွေ့လေးအောင်ကြည့်ပါဘယ်တော့မှမထားခဲ့ဘူးဆိုပြီးတော့ငါကိုမုန်းနေပြီလားအချစ်စမမပေးနိုင်ရင်လေစာကလေးကမပတ်သက်ပါနဲ့ယူမှုပဲချစ်ခဲ့ပြီးမှငါရဲ့တဲ့ကိုခွဲရတဲ့ဟာချင်နာရအောင်ယူလေစားနေသူဟာမေးမှာပဲစားတော့ချစ်သူမင်းနဲ့ဘယ်နှချိန်လဲပြောလိုက်ပြောပါနေလေနာမနေနဲ့လူကငါထက်တာရဲ့ချမ်းသာတဲ့ချောလွန်ပါတဲ့ရဲ့လိုက်ပါကိုမပြောပါနဲ့